ဟာဘာကြီးလဲအေအေကငကိုကလေးကတက်ထောင်ထားတာလေတက်ကရှိပြီးသားဘလို့လို့အခုကြမှတက်ရှိသွားပြီလို့လာပြောတယ်လေမှားနေပြီထင်နေနော်လို့စသဖြင့်ခေါင်းစဉ်ကိုကြည့်ပြီးအမျိုးမျိုးပြောကြပါလိမ့်မယ်ဆိုလိုရင်းကဒီလိုပါအေအေဟာရခိုင်ပြည်သူတွေရဲ့လွတ်မြောက်ရေးအတွက်လက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုကို2009ခုနှစ်ဧပြီ10ရက်နေ့မှာဖွဲ့စည်းလိုက်ပါတယ်ဒီလက်နက်ကင်ဒေါ်လာရေးအဖွဲ့အစည်းရဲ့နာမည်ကိုရခိုင်တပ်တော်လို့နာမည်ပေးလိုက်ပါတယ်။အဖွဲ့အစည်းအမည်မှာတပ်ဆိုတဲ့စကားလုံးပါတိုင်းတက်ရှိတယ်လို့မပြောနိုင်ပါဘူး။တပ်တစ်ခုဟာတပ်တစ်ခုနဲ့ထိုက်တန်တဲ့အင်္ကာရက်တွေနဲ့စွမ်းရည်ကျင့်ဝတ်တွေရှိရပါမယ်။အဲဒီနောက်အဲ့ဒီတပ်ပေါ်မှာအဲ့ဒီတပ်ကိုစားပြုတဲ့လူလူရဲ့ယုံကြည်ကိုးစားမှုရှိရပါမယ်။အဲ့ဒီလိုအရေးချင်းတွေနဲ့ပြည့်စုံလာမှသာတပ်လို့ပြောနိုင်ပါတယ်။ဒီနေရာမှာအေကတက်ရှိသွားပြီးပြောရခြင်းရဲ့နောက်ထပ်အနက်တိတ်ပဲတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ရခိုင်တပ်တော်ဟာတကယ့် institution တစ်ခုဖြစ်သွားပြီဖြစ်ပါတယ်။လက်နက်ကင်အဖွဲ့တိုင်းဟာချက်ချင်းလက်ငင်းတက်မဖြစ်လာပါဘူး။တပ်တိုင်းကလည်း institution မဟုတ်ပါဘူး။အခုအေဟာရခိုင်ပြည်သူလွတ်မြောက်ရေးအတွက်ဒေါ်လာရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လက်နက်ကင်ဒေါ်လာရေးတစ်ခုလည်းဖြစ်လာပါပြီ။ဒါပြင်ယခုလက်ရှိမှာအေအေဟာ institution တစ်ခုကိုအုံမြင့်ခိုင်ခိုင်တိဆောက်ထားနိုင်လိုက်ပြီဆိုတာအထူးပေါ်လွင်ပါတယ်။ရခိုင်တပ်တော်ဟာတပ်တစ်ခုရဲ့အင်္ဂါရက်တွေစုံလင်သွားပါပြီ။ဆိုလိုချင်တာကတပ်တစ်ခုမှာရှိကိုရှိရမယ့်ဝိသေသလက္ခဏာရက်တွေစုံစုံလင်လင်ဖွင့်ထွားကြီးပြင်းလာပြီဖြစ်တယ်လို့ရှိတင်ရှိထိုက်တဲ့တပ်အင်္ဂါရက်တွေလည်းပြည့်စုံလာပြီလို့ပြောနိုင်ပါတယ်။ဒါပြင်တပ်တစ်ခုရှိတဲ့စွမ်းရည်တွေကိုအချိုးညီညီအုံမြင့်ချတိဆောက်နိုင်ခဲ့ပြီးပါပြီ။ဒီစွမ်းရည်တွေကိုလည်းရခိုင်လူဖွဲ့စည်းတွင်းမှာအကျိုးရလဒ်ထွက်အောင်အသုံးပြုနေနိုင်ပါပြီ။အဲဒီနောက်ဒေါ်လာကြီးတစ်ခုရဲ့ကျင့်ဝတ်ဆောင်စည်းမှုကိုလည်းတေဝစ်စွာကြင့်ကြံနေနိုင်ပြီလို့ပြောနိုင်ပါတယ်။နောက်ဆုံးချက်ကတော့ရခိုင်တပ်တော် AA ဟာရခိုင်လူထုရဲ့ယုံကြည်ကိုးစားမှုကိုချစ်ချစ်မြင့်မြင့်ပိုင်ပိုင်နိုင်နိုင်ရရှိထားနိုင်ပြီဆိုတာကိုသက်သေခံနေပါတယ်။ရခိုင်တပ်တော်ဟာလက်နက်ကင်ဒေါ်လာရဲ့အဖွဲ့အစည်းဖြစ်ကနေ institution အဆင့်ကိုအသွင်ကူးပြောင်းနိုင်လိုက်ပါပြီ။ institution တစ်ခုလို့ပြောတဲ့နေရာမှာအခြေခံနှုံးစံတွေရှိပါတယ်။ဒါပြင် institution တစ်ခုဆိုတာဟာချက်ချင်းလက်ငင်းတိဆောက်လို့မရပါဘူး။စနစ်တကျအုံမြင့်ချပြီးတိဆောက်ရတာပါ။မြင့်မြင့်ဆောက်ရမယ့်အရာတွေအတွက်နက်နက်တူးခဲ့ရတာတွေလည်းခက်များများရှိခဲ့ပါတယ်။ AA ဟာတက်ရှိသွားပါပြီ။တကယ် institution တစ်ခုလို့ပြောနိုင်တဲ့တက်ရှိသွားပါပြီ။ဒီလိုစနစ်ကျတဲ့လက်နက်ကင် institution တစ်ခုကိုတိဆောက်တဲ့နေရာမှာလဲဇွန်နဘယ်နဲ့စိတ်ရှည်ရှည်ထားပြီးနှစ်ချီစ조사အုံမြင့်တီလာခဲ့ကြတယ်ဆိုတာကိုအထင်ရှားတွေ့မြင်ရပါတယ်။ AA အနေနဲ့ institution တစ်ခုမှာရှိတင်ရှိတိုက်တဲ့အင်္ဂါရက်တွေကိုပြည့်စုံကုန်လုံအောင်တိဆောက်ထားနိုင်တယ်လို့ institution တစ်ခုကလိုက်နာရမယ့်အစီအမင်းစည်းကမ်းတွေနဲ့လုံထုံးလုံနည်းတွေဥပဒေတတွေကိုလည်းကောင်းမွန်စွာချမှတ်ကျင့်သုံးနိုင်တဲ့အဆင့်တန်းကိုရောက်လာပါပြီ။ဒါပြင်တပ် institution တစ်ခုရဲ့နောက်ွယ်ကတိုင်ဝိုင်းသိမ်းကျုံထားတဲ့အမျိုးသားရေးတဒနာတစ်ခုဒါမှမဟုတ်နိုင်ငံရေး ideology တစ်ခုကိုလည်းရှင်းလင်းတိကျကျယ်ပြန့်စွာတိဆောက်ထားနိုင်တာတွေ့ရပါတယ်။ဒါကတော့ရခိုင်အမျိုးသားရေးစိတ်အပေါ်မှာအခြေခံတဲ့ရခိတလမ်းစဉ်လို့နားလည်နိုင်ပါတယ်။ဒါပြင်တပ် institution တစ်ခုပေါ်ပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုကိုတိဆောက်ထားနိုင်ပြီဆိုတာယနေ့တွေ့မြင်ကြားသိနေရတဲ့ရခိုင်တပ်တော်ရဲ့လှုပ်ရှားမှုပုံရိပ်တွေကအထင်ရှားသက်သေခံနေပါတယ်။တို့ဗမာတွေလည်းရခိုင်တွေကိုကြည်ပြီးအတုယူကြပါစို့ခမညာ